မင်္ဂလာပါဗျာ Auto Compass Channel တွေကြိုဆိုပါရစေ CVT gear တွေကညံ့ညောတဲ့စွမ်းဆောင်ရည်မြင့်တဲ့ခိမိခက်ဆန်ပါတယ်ဒါပေမဲ့မိတ်ဆွေသတိမထားမိဘူးဆိုလို့ရှိရင်ဒါဟာကားထဲမှာတစ်ချိန်မှာအကြီးကျယ်ဒုက္ခပေးမဲ့အရာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်တမယိုးကြ Auto gear တွေနဲ့မတူတဲ့ CVT gear တွေက gear ခွေးသွားစိတ်တွေနဲ့အလုပ်လုပ်တာမဟုတ်ဘဲနဲ့ဘတ်ကြိုးနဲ့ပူလီဘိန်းတွေနဲ့အလုပ်လုပ်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ gear အလုပ်လုပ်ပုံကအင်မတန်ညံ့ညောပြီးတော့သိမ်မွေ့လှပါတယ်ပြဿနာကအလေးကျင့်စိုးတစ်ခုကဒီဂီယာစနစ်ကိုဘယ်လောက်ထိထိခိုက်ပျက်စီးသွားစေနိုင်လဲဆိုတာကို driver အများစုသတိမထားမိခြင်းပဲဖြစ်ပါတယ်ဒီဂီယာမှာတစ်ခုခုအသစ်လဲရမယ်ဆိုလို့ရှိရင်ငွေပုံကြေးချက်ကလည်းတော်တော်များပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့မိတ်ဆွေကားရဲ့ CVT စနစ်ကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ဒုက္ခပေးနိုင်တဲ့ရှောင်ရမယ့်အမှားတွေကိုပြောပြထားပါတယ်မိတ်ဆွေအနေနဲ့ CVT သုံးကားတွေဖြစ်တဲ့ Nissan, Honda, Subaru, Toyotaဒီလိုကားတွေကဒစီစီကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ CVT ကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ဒုက္ခပေးနိုင်တဲ့ရှောင်ကျဉ်ရမယ့်အမှားတွေကိုသိထားသင့်ပါတယ်နံပါတ်1 CVT gear C လဲဖို့မေ့နေခြင်း CVT အလုံးလို့ဖို့အတွက်ဘတ်ကြိုးနဲ့ပူလီတွေပုတ်ဆွဲစေနိုင်ဖို့အထူးပြုလုပ်ထားတဲ့ gear C ပေါ်မှာလုံးဝအမိတုနေရပါတယ်အချိန်ကြာလာတဲ့အခါမှာအပူချိန်တို့အပြင်ကဝင်လာတဲ့အညစ်အကြေးတွေဒီဟာတွေကြောင့်မို့လို့ gear C ဟာသူ့ရဲ့ခုံသက်သည့်အရည်အသွေးတွေတဖြည်းဖြည်းလျော့ပါပြီးတော့ပြည့်ပြည့်လာပါတယ်ပုံမှန် ATF-C နဲ့မတူဘဲနဲ့ CVT gear C ကသတ်မှတ်ထားတဲ့ပစ္စည်းမှုအခြေအနေတစ်ခုမှရှိနေဖို့လိုပါတယ်ဒါကြောင့်မို့လို့အရည်အသွေးကျသွားတဲ့အခါမှာတတ္တုတွေပွန်းတိုက်စားမှုတွေလည်းဖြစ်လာနိုင်ပါတယ်ဒီအခါမှာဘတ်ကြိုးတွေချော်လာမယ်ပူလီတွေပွန်းစားပျက်စီးလာမယ်နောက်ပြီးတော့ pressure valve တွေပိတ်ဆို့တာတွေဖြစ်လာပါလိမ့်မယ်ကားထုတ်လုပ်သူအတော်များများကတော့ gear C ကဘယ်တော့မှလဲစရာမလိုပဲသုံးလို့ရတယ်လို့ဆိုရကြပါတယ်တကယ်ကတော့ဒါ marketing နည်းဗျူဟာတစ်ခုသာဖြစ်ပြီးတော့အဓိပ္ပာယ်လည်းမရှိလာပါဘူးတကယ်မြေပြင်မှာတော့မိုင်3000နဲ့5000အကြားထဲမှာ CVT gear C ကိုလဲပေးသင့်ပါတယ်လဲတဲ့အခါမှာလည်းကားအလုံးသုံးလို့ရတဲ့ CVT အလုံးသုံးလို့ရတယ်လို့ဆိုတဲ့ Universal C ကိုမသုံးဘဲနဲ့ OEM အတိအမှတ်ပြုထားတဲ့မူလကားထုတ်လုပ်သူကအတိအမှတ်ပြုထားတဲ့ CVT gear C ကိုပဲလဲတာအကောင်းဆုံးဖြစ်ပါတယ်ဒီညစ်နေတဲ့ gear C က CVT ကိုဒုက္ခအပေးနိုင်ဆုံးဖြစ်တာကြောင့်မလို့ gear C ကိုအချိန်မီလဲပေးခြင်းက gear သက်တမ်းကို2ဆပိုရှည်သွားစေနိုင်ပါတယ်နံပါတ်2 gear C လုံလောက်နှွေးမလာခင်မှာကားစတင်မောင်းထွက်ခြင်း CVT gear C ကအေးတဲ့အချိန်မှာပြစ်နေလေရှိပါတယ်ဒီအချိန်မှာကားမောင်းထွက်လိုက်မယ်ဆိုလို့ရှိရင် C တွေကတေးသေးချာချာမစီးဆင်းနိုင်သေးပဲနဲ့ဒီ gear အတွင်းထဲမှာရှိတဲ့ပူလီနဲ့ဘတ်ကြိုးတွေကြားမှာချုံမွေ့အောင်အပြည့်အဝအလုံးလုံးမပေးနိုင်တာကြောင့်မလို့ပူလီနဲ့ဘတ်ကြိုးကြားထဲမှာအလွန်သိမ်မွေ့တဲ့ပွန်းတိုက်စားမှုတွေဖြစ်စေပါတယ်ဒါက CVT ကိုတဖြည်းဖြည်းချင်းပုတ်ကျိတ်နေတယ်လို့ဖြစ်ပြီးတော့မကြခင်မှာပျက်စီးတာတွေဖြစ်လာပါလိမ့်မယ်ဒီလိုအေးနေတဲ့အချိန်မှာကားကိုရုတ်တရက်ထွက်မသွားဘဲနဲ့ကားစမထွက်ခင်မှာ10မိနစ်ကနေ10မိနစ်ခွဲလောက်အထိစောင့်ပေးလိုက်မယ်ဆိုလို့ရှိရင် စီတွေဟာပူနွေးလာပြီးတော့ကောင်းကောင်းလှက်ပတ်စီးဆင်းလာနိုင်ပါတယ်ဒါအပြင်သတိထားသင့်တာတစ်ခုကကားစမောင်းထွက်ပြီးလို့မိနစ်အနည်းငယ်အတွင်းမှာတနာရီကိုမိုင်30နှုန်းလောက်နဲ့ပဲမောင်းသင့်ပါတယ်ဒီအလေးကျင့်ကလေးကဘာမှကြီးမားမဟုတ်ပေမဲ့ရေရှည်မှာ CVT ပွန်းစားပျက်စီးမှုကိုကာကွယ်ပေးနိုင်တဲ့အလေးကျင့်ကောင်းလေးတစ်ခုဖြစ်ပါတယ်နံပါတ်3ကားရွေ့နေချိန်မှာဒီကနေပြီးတော့အာကိုပြောင်းခြင်းဒါကတော့ traffic ရင်ညိုတွေပိတ်နေတဲ့အခါတခုခုရေးကြီးနေချိန်မှာစိတ်မရှိလို့လုံးမိတတ်တဲ့အရာဖြစ်ပြီးတော့ဒါက CVT အတွက်ဏီကုန်းဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဘယ်တော့အခါမှာကားရွေ့နေချိန်မှာဒီကနေပြီးတော့အာကိုပြောင်းမထိုးမိပါစေနဲ့ဒါမှမဟုတ်လို့ရှိရင်အာကနေကိုဒီကိုပြောင်းထိုးတာလည်းအတူတူပါပဲ CVT က gear ကိုသုံးပြီးတော့အလုံးလုံးတာမဟုတ်ဘဲနဲ့ hydraulic pressure နဲ့တင်းနေတဲ့ဘတ်ကြိုးကိုအသုံးပြုရတာပါတကယ်လို့ရင်မောင်းက gear အလုံးလုံးနေတော့လက်ပတ်နေတော့အချိန်မှလမ်းတစ်ဝက်မှာ direction ရုတ်တရက်ပြောင်းလိုက်တယ်ဆိုလို့ရှိရင်ဘတ်ကြိုးဟာတင်းဆွဲထားတဲ့အနေအထားမှာလာရကိုရုတ်တရက်ပြင်းပြင်းထန်ထန်ပြောင်းလဲရပြီးတော့ဒါကအလွန်ကြီးမားတဲ့ဒဏ်ကိုဖြစ်စေပါတယ်ဒီလို gear ရုတ်တရက်ပြောင်းလိုက်တာကတာမန်ကြည့်ရင်တော့ဘာမှတိတ်ထူးထူးခြားခြားဖြစ်မသွားဘူးထင်ရပေမဲ့စတီးဘတ်ကြိုးကိုသေးငယ်တဲ့အကွဲတာတွေဖြစ်စေသလိုပူလီပေါ်မှာလည်းကြီးမားတဲ့ဝင်ပြီးမှုတွေဖြစ်စေပါတယ်ဒီလိုမျိုးမကြာခဏအလုံးမိတတ်တယ်ဆိုရင်တော့မကြာခင်မှာ gear ကညီးတန်းနေကြားလာရမယ်ဒါမှမဟုတ်လို့ရှိရင် gear ချော်တာတွေဖြစ်လာမယ်ဒါမှမဟုတ် gear လုံးဝအလုံးမလုံးတော့တဲ့အထိဖြစ်သွားစေနိုင်ပါတယ်
ဒါကြောင့်မလို့ဒီလိုဂီယာပြောင်းနေတယ်ဆိုလို့ရှိရင်အမြဲတမ်းပဲ break over လုံးဝရပ်သွားပြီဆိုမှဂီယာကိုပြောင်းပါဒါကစက္ကန့်ပိုင်းလောက်ပဲအချိန်ကြာပေမဲ့သိန်းချီတဲ့ပြင်ဆင်မှုစရိတ်တွေကိုရှောင်ရှားပေးနိုင်ပါလိမ့်မယ်နံပါတ်၄ဂီယာစီအပူလွန်ကဲခြင်းအပူလွန်ကဲတာက CVD ကိုတိတ်တဆိတ်ဒုက္ခရောက်အောင်လုပ်နေတယ်လို့ဆိုနိုင်ပါတယ်ဘာလို့လဲဆိုတော့ CVD က CPR ပေါ်မှာလုံးဝမှီတည်ပြီးတော့အလုပ်လုပ်နေရတာကြောင့်မလို့ပါသိပ်ပူလာတဲ့ CVD စီမှာသူ့ရဲ့အကာအကွယ်ပေးနိုင်တဲ့တတ္တိတွေလည်းရောကျသွားပါတယ်ကားကိုအကြာကြီးတောက်လျှောက်မောင်းရတဲ့အခါဒါမှမဟုတ်လို့ရှိရင်မြို့ထဲလိုမျိုးရက်လိုက်သွားလိုက်မောင်းနေရတဲ့အခါဒါမှမဟုတ်လို့ရှိရင်နောက်မှရင်တစည်းကိုဆွဲရတဲ့အခါမတ်ဆောက်တဲ့တောင်တက်လမ်းတွေမောင်းရတဲ့အခါတွေမှာဂီယာစီကအပူချိန်220ဒီဂရီဖာရင်လောက်အထိထိုးတက်သွားပြီးတော့ဒီလိုအရန်ပူလာတာကဂီယာကိုပွန်းစားပျက်စီးစေဖို့အားပေးတယ်လို့ဖြစ်နေပါတယ်ဒါကြောင့်မလို့တကယ်လို့တောင်တက်တောင်ဆင်းများတဲ့ဒေသတွေမှာမောတယ်ဆိုလို့ရှိရင် CVD ကူလာလေးကိုတက်ဆင်ထားနိုင်ပါတယ်တချို့ကားတွေမှာတော့ငကိုတွေကစက်ရုံကထုတ်ကြတဲ့ကတက်ဆင်ပြီးသားပါလာတာလည်းရှိပါတယ်ဒီကူလာလေးကဂီယာစီသိပ်ပူလာတာကိုကာကွယ်နိုင်ပြီးတော့ CVD တက်တန်းကိုကြာရှည်စေပါလိမ့်မယ်ဒီဘက်ကိုနောက်မှတက်ဆင်မယ်ဆိုရင်တော့ဒါလေးကအရေးကြီးတဲ့အစိပ်ပိုင်းလေးဖြစ်တာကြောင့်မလို့တကယ်ကျွမ်းကျင်သူတွေနဲ့တက်ဆင်ဖို့ကအရေးကြီးပါတယ်ဒါပြင်ကားကိုမမောင်းပဲအကြာကြီးရပ်မထားဘဲနဲ့မကြာခဏမောင်းပေးဖို့လည်းလိုပါတယ်နောက်ပြီးခရီးရှည်မောင်းလို့ရှိရင်2နာရီ3နာရီလောက်မောင်းပြီးတိုင်းမိနစ်20လောက်အင်ဂျင်နဲ့ဂီယာအပူချိန်ကိုရှော့ချပေးဖို့ခဏနားပေးဖို့လိုပါတယ်နံပါတ်5 brake နဲ့မောင်းခြင်းတချို့ကအန်ရကင်းအောင်ဆိုပြီးတော့ brake ချိန်နေပေါ်မှာခြေတစ်ဖက်တင်ပြီးတော့မောင်းတတ်ကြပါတယ်ဒါကတော့နည်းနည်းထူးဆန်းပြီးဒီအလေးချင်းကကွန်ပျူတာစနစ်သုံး CVD ကားတွေမှာအလွန်အန္တရာယ်ကြီးလာပါတယ် CVD ကားတွေမှာ lever နဲ့ brake ကိုကွန်ပျူတာ ECU DCM ကစင်ဆာတွေနဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်ကားမောင်းနေတဲ့အချိန်မှာ brake ချိန်တွေကိုအသာအရာလေးပဲနင်းထားမိတယ်ဆိုရင်တော့မှဒါက CVD ကိုရှုပ်ထွေးမှုတွေဖြစ်သွားစေပါတယ်ဒီလိုခြေထောက်တစ်ဖက်ကို brake ချိန်တွေပေါ်မှာတင်ထားတယ်ဆိုလို့ရှိရင်ကွန်ပျူတာကကားကိုရပ်တော့မယ်လို့အထင်မှားပြီးတော့ CPR ကိုရှော့ချပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း lever ကိုနင်းထားတာကြောင့်မို့လို့ဘာလုပ်ရမလဲဆိုတာမသိဖြစ်လာပြီးတော့ဂီယာကြိုးတွေချော်တာဖြစ်လာပါလိမ့်မယ်ဒါကဘတ်ကြိုးကိုမလိုအပ်တဲ့တင်းမာမှုဖြစ်စေမှုတွေဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ဒီလိုလုပ်တာက pressure plate တွေနဲ့ပူလီကိုလည်းပုံစားစေပါတယ် CVD ကအပူကိုရမ်းကြောက်ပါတယ်ဒီလို CD ပူလာတာကဂီယာတက်တန်းကိုတိုးသွားစေပါတယ်နောက်တစ်ခုကတော့ mechanical ပြဿနာပါ brake ချိန်တွေပေါ်မှာခြေတင်ထားလို့ရှိရင် brake ကနည်းနည်းလေးညှိနေတာကြောင့်မလို့ brake shoe နဲ့ rotor အပြားကအမြဲလိုပုတ်တိုက်မိနေပြီးတော့အပူလွန်ခဲ့ပြီးတော့ brake တွေမမီတော့တာမီးခိုးတွေထွက်တာ brake စီစူပွက်တာစတာတွေလည်းဖြစ်စေနိုင်ပါတယ်ဒါကြောင့်မလို့အကောင်းဆုံးကတော့ညာဘက်ခြေထောက်တစ်ဖက်တည်းကိုသုံးပြီးတော့မောင်းတာအကောင်းဆုံးဖြစ်ပါတယ်ရောင်းပြီးတော့ဘယ်ခြေထောက်ကို brake ချိန်နေပေါ်မှာအသာဖွားဖွားဖြစ်ဖြစ်တင်ထားတာမျိုးလုံးဝမလုပ်ပါနဲ့နံပါတ်6ကားရက်ရင် parking brake ကိုမှန်မှန်ကန်ကန်မသုံးခြင်းဒါလည်းအဖြစ်များပြီးတော့အတွေ့အကြုံများတဲ့အမှားတစ်ခုဖြစ်ပါတယ်ကားကိုဂုံဆောင်အတက်တွေမှာရပ်ပြီးတော့ဂီယာကိုပီတန်းထိုးလိုက်တယ်ဆိုလို့ရှိရင်ကားတစ်စီးလုံးရဲ့ weight ကဂီယာရဲ့ parking ball လို့ခေါ်တဲ့တတ်ထုငုတ်ကလေးပေါ်မှာလုံးလုံးကျရောက်သွားပါတယ်ဆိုလိုတာကတော့ကားတစ်စီးလုံးလိမ့်မသွားအောင်ဒီငုတ်ကလေးနဲ့ပဲထိန်းထားရတဲ့သဘောပါပဲဒီလိုလုပ်တာကြာလာပြီဆိုလို့ရှိရင်ဒီပင်ကလေးကကွင်းညွတ်လာတာဒါမှမဟုတ်လို့ရှိရင်အကွဲကျိုးပဲ့တာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ကားရတဲ့အခါမှာအမြဲတမ်း hand brake ကိုအရင်ဆွဲပါပြီးမှဒီကနေပြီးတော့ P ကိုပြောင်းလိုက်ပါဒီလိုလုပ်တာကဂီယာပေါ်မှာတက်ရောက်နေတဲ့ weight ကိုလျော့သွားအောင်လုပ်လိုက်တာဖြစ်ပြီးတော့ဂီယာအစိပ်ပိုင်းတွေကိုကာကွယ်လိုက်ခြင်းလည်းဖြစ်ပါတယ်နောက်တစ်ခါကားပြန်မောင်းထွက်မယ်ဆိုရင်အရင်ဆုံး P ကနေပြီးတော့ D ကိုအရင်ပြောင်းပါပြီးမှ parking brake ကိုလွှတ်လိုက်ပါဒီလိုလုပ်တာလေးကစက္ကန့်ပိုင်းလောက်ပဲကြာပြီမဲ့ဒီအလေးထားလေးတခုကဂီယာကိုသိမ်းနဲ့ချီတဲ့ပြင်ဆင်မှုစရိတ်တွေကုန်ကျစရိတ်တွေတက်လာမှာကိုအကာအကွယ်ပေးနိုင်ပါတယ်နံပါတ်9 CVT ကထိမ့်သိမ်းဆောင်ရှောက်เสียမလိုဘူးလို့ထင်ခြင်းကားထုတ်လုပ်သူအတော်များများကတော့ CVT ကိုဘာမှထွေထူးထိမ့်သိမ်းဆောင်ရှောက်เสียမလိုဘူးလို့ပြောရကြပါတယ်ဒီလိုပြောတာဒါကိုယုံကြည်တာကလည်းတော်တော်လေးတော့လွဲမှားနေပါတယ်တခြားဂီယာအမျိုးအစားတွေလိုပါပဲ CVT ကလည်းဂီယာစီမှန်မှန်လဲပေးတာစစ်ဆေးကြည့်ရှုတာနဲ့ software update
လုပ်တာတွေလုပ်ပေးဖို့လိုပါတယ်ဒါတွေကိုမလုပ်ဘဲပြစ်ထားလိုက်မယ်ဆိုလို့ရှိရင်ဂီယာအချိန်နှေးလာတာဂီယာညီးသံတွေထွက်လာတာပတ်ကျိုးချော်တာစတာတွေဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မိုင်4000ပြည့်တဲ့အခါတိုင်းမှာယုံကြည်စိတ်ချရတဲ့ဆိုင်ကိုသွားပြီးတော့ဂီယာကိုစစ်ကြည့်ပါဒီလိုစစ်တဲ့အခါမှာဂီယာစီရဲ့အယောင်အပူချိန်နဲ့တင့်တော်တဲ့ scan လုပ်တဲ့ကိရိယာကိုသုံးပြီးတော့အတွင်းကခုတ်တွေကိုစစ်ဆေးခိုင်းပါနောက်ပြီးတော့ software တွေကို update လုပ်လို့ရတယ်လုပ်ဖို့လိုတယ်ဆိုလို့ရှိရင်လည်း update လုပ်ပါဒီလိုမှန်မှန်ကန်ကန်စစ်ဆေးပေးတာကတစ်ချိန်မှာအကြီးကျယ်ဒုက္ခရောက်မဲ့အဖြစ်ကနေပြီးတော့ကာကွယ်ပေးနိုင်ပါတယ်နံပါတ်၈ software update မလုပ်ခြင်း CVT ကိုကွန်ပျူတာကထိန်းချုပ်လှုပ်ဆောင်ပေးတာဖြစ်လို့ software ပြဿနာတွေရှိနေရင် error တွေရှိနေလို့ရှိရင်ဂီယာမညက်တာဂီယာစောင့်တာချောစီအလုပ်တခြားမလုပ်နိုင်တာတွေဖြစ်လာစေနိုင်ပါတယ်ကားထုတ်လုပ်သူတွေကဒီလို error တွေကိုရှင်းနိုင်တဲ့ software update တွေကိုမကြာခဏဆိုသလိုထုတ်ပေးလို့ရှိပေမဲ့ owner အများစုကတော့ကားမှာ update လုပ်ဖို့မလျော့နေတတ်ကြပါတယ်ဒါကြောင့်မို့လို့ကားကို service လုပ်တဲ့အခါမှာ TCM ECU တွေကို update လုပ်ဖို့လိုမလို့ဒါတွေကိုစုံစမ်းပြီးတော့စစ်ဆေးကြည့်ပါဒီလို software update လုပ်ထားခြင်းကဂီယာအကူပြောင်းတွေကိုညက်လာစေပါတယ်ဘတ်ကျိုးတက်တန်းကိုပို့ပြီးတော့ရှင်းစေပါတယ်နောက်ပြီးတော့ဂီယာစီတွေအပူလွန်ခဲ့တာကိုလည်းကာကွယ်ပေးနိုင်ပါတယ်နံပါတ်9တောင်အစင်းဂုံးစင်းတွေမှာ net free ဆင်ခြင်းဒါကရုပ်တရက်ကြည့်လိုက်လို့ရှိရင်ဘာမှမမှားဘူးလို့ထင်မြင်စရာပါပဲnet free ရိုက်ပြီးတော့ဆင်းတာကစီကိုချွေတာနိုင်တယ်လို့ရင်ပေါင်းတချို့ကလည်းထင်တတ်ကြပါတယ်တောင်ဆောင်ဂုံးစင်းတွေမှာ net free ရိုက်ပြီးတော့ဆင်းတာကစီကိုပို့ပြီးတော့မချွေတာနိုင်ပေမဲ့ဂီယာအစိပ်ပိုင်းတွေကိုတော့ပုံစားထိခိုက်ပျက်စီးစေနိုင်ပါတယ်ကားကို N မှာထားလိုက်တဲ့အခါမှာ C ရဲ့ PR ကတိတိကျကျကြီးရောကျသွားပါတယ်ဂီယာ C ရဲ့ pressure ကအရန်ထိုးကျသွားတဲ့အခါမှာဂီယာအုံအတွင်းမှာ C လေပတ်မှုတဲ့ PR စနစ်တွေကမောက်ကမဖြစ်ပြီးတော့ဂီယာအုံအရန်ပူလာတာဖြစ်ပြီးတော့ပျက်စီးသွားနိုင်ပါတယ်တကယ်တမ်းကတော့တောင်ဆောင်အဆင်းတွေမှာအန္တရာယ်ကင်းကင်းဆင်းကျင်တယ်ဆိုရင်တော့ S B L စတဲ့ဂီယာတွေတစ်ခုခုနဲ့ဆင်းတာကပိုကောင်းပါတယ်ဒီလိုဂီယာအနှိမ့်အနေနဲ့ engine brake ဖမ်းပြီးတော့ဆင်းသွားတာကအန္တရာယ်အကဲဆုံးဆင်းနေပဲဖြစ်ပါတယ်ကြိုတင်သတိပေးသင်္ကေတတွေကိုလေ့လူရှုထားခြင်း CVT ဂီယာတွေကနေချင်းညချင်းပျက်စီးတာမျိုးမဟုတ်ပါဘူးတကယ်လို့ကားမှာပုံမှန်မဟုတ်တဲ့အတန်တွေကြားလာရပြီးဂီယာအဝင်မှာလည်းတုံဆိုင်နေတယ်လို့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဂီယာစီအခြေအနေကိုစစ်ဆေးကြည့်ဖို့လိုပါတယ်ဂီယာစီကအညိုရောင်နေညိုရင့်ရောင်ဖြစ်နေပြီဆိုလို့ရှိရင်ဒါစီသစ်လဲရမယ့်အချိန်ကိုရောက်နေပါပြီစောစောသိပြီးတော့လှုပ်ရှားရှိတာကိုလှုပ်လိုက်တာကဂီယာဘောက်တစ်ခုလုံးကိုပျက်စီးခြင်းကနေပြီးတော့ကယ်တင်နိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုပုံမှန်မဟုတ်တဲ့အတန်တွေထွက်လာပြီးလီဗာနင်းလို့ရှိရင်ရှေ့ကိုအချိန်တက်မလာဘဲနဲ့အင်ဂျင်သားအကျယ်ကြီးထွက်လာတာ RPM တက်လာတာဂီယာဝင်တာပြောင်းတာနောက်ကျပြီးတော့ကြံနေခဲ့တာဒါမှမဟုတ်လို့ရှိရင်ကားအထွက်မှာစောင့်ခုန်ပြီးတော့ထွက်တာဒါမျိုးတွေကြုံလာလို့ရှိရင်တော့ကားကိုဆက်မမောင်းတော့ဘဲနဲ့ကျွမ်းကျင်တဲ့ workshop မှာတွားပြီးတော့စစ်ဆေးသင့်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့တပတ်10ရက်လောက်စောင့်ကြည့်လိုက်အောင်မယ်ဆိုလို့ရှိရင်တော့ဂီယာတစ်ခုလုံးပျက်စီးသွားစေဖို့လုံလောက်တဲ့အချိန်ဖြစ်သွားပါလိမ့်မယ်နံပါတ်7ရုပ်တရက်အရှိန်အမြန်တင်ပေါင်းခြင်း brake စောင့်နေခြင်းဒါကတော့ CVT ကိုဒုက္ခပေးနိုင်တဲ့မောင်းပုံမောင်းနည်းတစ်ခုပါပဲဒီလိုရုပ်တရက်အရှိန်အမြန်တင်လိုက်တာအနားရောက်မှ brake ကိုကပ်ပြီးတော့စောင့်အုပ်တာစတာတွေက CVT ဘတ်ကျိုးနဲ့ပူလီကိုအကြီးအကျယ်ဝင်ပြီးစေပါတယ်CVT ဂီယာအချိုးကိုအဆက်မပြတ်လိုက်ညှိပေးရတာကြောင့်မလို့အရှိန်ရုပ်တက်ပြောင်းသွားတယ်ဆိုလို့ရှိရင်တတ်တုနဲ့တတ်တုအချင်းချင်းကိုပြင်းပြင်းထန်ထန်ပုတ်တိုက်ဒဏ်ဖြစ်စေပါတယ်ဖြည်းဖြည်းညင်ညင်သာသာအရှိန်တင်ပေးတာကဘတ်ကျိုးနဲ့ပူလီကိုသဘာဝအတိုင်းအရှိန်တင်စေနိုင်ပါတယ်ဒီလိုညင်ညင်သာသာမောင်းတာအရှိန်ထိန်းတာရက်တာတွေက CVT ကိုမိုင်3သိန်းကျော်အထိကျန်းမာအသက်ရှည်စေနိုင်ပါတယ်အခုပြောခဲ့တာတွေကတော့ကိုယ်တိုင်သတိမထားမိပေမဲ့CVT ဂီယာကိုမြန်မြန်ဆန်ဆန်ကြီးထိခိုက်ပျက်စီးသွားစေနိုင်တဲ့အမှားတွေပဲဖြစ်ပါတယ်။တကယ်ကတော့ CVT ဂီယာဆိုတာစနစ်တကျမောင်းနှင်ထိန်းသိမ်းတတ်ရင်အကြာကြီးစီးလို့ရတဲ့ဂီယာမျိုးစားပါ။သတိပြုဖို့ကဂီယာကိုညင်သာစွာကင်တွယ်ပါ။ဂီယာစီကိုအချိန်မှန်မှန်လဲပါ။ညံ့ညံ့ညော့ညော့မောင်းနှင်ပါ။ဒါဆိုရင်တော့ CVT ရဲ့ကောင်းကျိုးဖြစ်တဲ့စီစားသက်သာမှုနဲ့ငြိမ်ညောမှုကိုအပြည့်အဝခံစားမှာပဲဖြစ်ပါတယ်ဗျာ။
အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ကြပါစေ။